အပူမပြောဘူးကွာ3ရက်နဲ့တိတာစီရမယ်ဈေးနှုန်းမပြောပြခင်မှာတရမခန္ဓာကိုယ်ပဲတစ်ချက်ကြည့်ဒီလားဒါတိတ်ဝါတော့ကဝစ်ခဲ့တဲ့အင်ကြီးဘာမှမဆိုလဲဒီမှာနော်ဒါတိတ်အရင်တော့ကဒါပြစ်တင်နေပဲဒါတွေကလေပြစ်တင်နေပဲဒီလိုမျိုးနော်အဲ့တော့ဒါကဒီကော်ဖီတောက်ပြီးတော့မှတင်ရခဲ့တဲ့ result တွေတပူးကိုတင်လို့10ထုတ်ပါမယ်ဒီလိုမျိုး10ထုတ်ဈေးနှမိတ်ကတစ်စက်မှမပါဘူးအစစ်ချက်ကော်ဖီထဲမှာ chemical မပါလားအရန်ရှားတယ်နော်ဒီကော်ဖီက chemical လုံးဝမပါဘူး calorie အရန်နဲ့နောက်တစ်ခုကဝမ်းမှန်တယ်3ရက်လောက်ဆိုလို့ရှိရင်တင်တို့ခါးရီချောင်ပြီးမှပေါ့ပါလာတာလုံးဝသိတာစီရမယ်ဒီနေ့တိတ်ပေါ့နော် customer တွေကို follow up လိုက်တာအရန်ပျော်စရာကောင်းတော့ပဲတကယ်ဝမ်းသာစရာကောင်းတယ် customer တွေကိုတင်ကမေးတာပေါ့နော်ဒီအစီချာ coffee တောက်ရတာအဆင်ပြေသလားရောင်းချတဲ့သူတွေဆိုလို့ရှိရင်လေတောက်ရတာအဆင်ပြေသလားရောင်းရတာအဆင်ပြေလားပြီးလို့ရှိရင် stock တွေအောင်းနေလားတိတ်ဆုံးဖုန်းဆက်ပြမှာတိတ် follow up လိုက်တာပေါ့နော်အခုဆိုလို့ရှိရင်မူတော်ကညီမလေးကပစ္စည်းကုန်နေရကြပြီတဲ့ဘူး20ထပ်ပို့လိုက်ပါဆိုတော့ဒါဒီနေ့ထပ်ပြမှာပို့ရမယ်ပေါ့နော်နောက်ထပ်တခြားလက်လီ customer တွေဆိုလို့ရှိရင်လေညီမလေးရေးတဲ့ဒီ coffee ရတယ်နော်ဒါတောင်ကြီးစစ်တဲ့